မပူပါနဲ့ရေအိုးစင်ကရေမှန်ရင်တောက်သုံးတဲ့သူနဲ့တွေ့ပြီးလမ်းပေါ်ကရေအိုင်ဆိုရင်တော့ခြေဆေးတဲ့သူနဲ့တွေ့ရမှာပါပဲတန်မိုးရှိတော့တန်ဖိုးထားပေးဖို့အထူးပြောเสียမလို့ဘူးစိန်ကငါ့ကိုတန်ဖိုးထားပါလို့ဘသူကိုမှလိုက်မပြောဘူးစိန်ရောင်တဲ့လူကလည်းလမ်းလယ်မှာတန်ဖိုးရှိတဲ့စိန်တွေပါဆိုပြီးအော်မရောင်ဘူးဘာလို့လဲဆိုတော့စိန်တန်ဖိုးရှိတာကလူတိုင်းသိတယ်တန်ဖိုးရှိတော့တန်ဖိုးထားဖို့အထူးပြောเสียမလိုဘူးအဲ့လိုပဲလူဆိုတာကလည်းကိုတန်ဖိုးထားပါလို့လိုက်အော်နေလို့ဘသူကလာပြီးတန်ဖိုးထားမကြည့်ဘူးကိုယ်တိုင်ကတန်ဖိုးရှိအောင်နေလာတဲ့အခါတန်ဖိုးတိတဲ့သူတွေအလိုလိုအနာရောက်လာကြစမြဲတန်ဖိုးဆိုတာပင်ကိုအရေးအသွေးတစ်ခုပါကိုယ်တိုင်ပြုတ်ပြေထိမ့်သိမ့်ရတာโอเคဒီဗီဒီယိုလေးကို share သွားလို့ရပါတယ်